ယောဂီအပေါင်းသူတော်ကောင်းတို့တရားဘာဝနာစတင်ပွားများအားထုတ်ရန်အချိန်ကျရောက်ပါပြီတရားတော်ရဲ့ပရိကံဖြစ်သောယတနာမြတ်တောင်းပါအနန္တောနန္ဒ၅ပါးတို့ကိုရှိခေါ်ပါသောစေတပုံသာဝိနေယသတ္တဝါအနန္တတို့အားမေတ္တာဘောဓအမြတ်ပေးဝေတော်မူကြပါစို့ဗုဒ္ဓံသရဏံဂေသမိဓမ္မံသရဏံဂေသမိသံဃံသရဏံဂေသမိဗုဒ္ဓကောနောအာနန္တောဓမ္မကောနောအာနန္တောသံဃကောနောအာနန္တောမာတပိတုကောနောအာနန္တောအာစရိယကောနောအာနန္တောအနန္တောနန္ဒငါးပါးတို့ကိုယောတိမြတ်နောလက်ဆောင်မော၍ရှိခောကတောပါ၏အရှင်ဘုရားတောင်းစေတပေါင်းကျင်လေကြကုန်သောလူနဲ့ပြန်မာတတဝါအလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်ကြပါစေဆိုရင်ခတ်သိမ်းကင်းငြိမ်ကြပါစေရောဂခတ်သိမ်းကင်းငြိမ်ကြပါစေအကျွန်ုပ်တို့ဤဘဝအဆက်ဆက်မှစ၍ယနေ့တည်းတိုင်အောင်ပြုခဲ့ဘုသောဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမွန်အစွစွတို့ကိုအာလုံးချမ်းချမ်းသမျှအမြအမြအမြယူတော်မွန်ကြပါကုန်လောသာဓုသာဓုသာဓုယောဂီအပေါင်းသူတော်ကောင်းတို့ဒီကနေ့ရှုမှတ်ပွားများအားထုတ်ရမည်ကျင့်ဆိုင်ကအမုံနဲ့အမတ်ကျင့်ဆိုင်ဖြစ်ပါတယ်။ဘာကျင့်ဆိုင်ပါလဲ။အမုံနဲ့အမတ်ကျင့်ဆိုင်အမုံနဲ့အမတ်ကျင့်ဆိုင်ဆိုတော့မင်္ခင်ဝန်တိုင်းမှာကျွတ်လွတ်တဲ့အရှင်ကစာပြီးတော့တသန္တာရလုံးအမုံမဲ့အမတ်မဲ့နေလာခေရမဒီကနေ့ဒီရှင်ကစာပြီးတော့အမုံတစ်ခုပြူလောင်တိုင်းအမတ်တစ်ခုမှတ်ပေးနေကြရမှာဖြစ်ပါတယ်အမုံနဲ့အမတ်ကျင့်ဆိုင်ဆိုတာဟာအမုံတစ်ခုပြူလောင်တိုင်းအမတ်တစ်ခုမှတ်ပေးရမည်ကျင့်ဆိုင်ဖြစ်ပါတယ်အမုံလောက်တယ်ဆိုတာဝန်လေအတွက်လေကိုထင်ရှားအောင်
ဝိရိယနဲ့အနည်းငယ်အားစိုက်ပြီးတော့မနဲ့မမြန်မပြုတ်မပြင်းရှုသွင်းမှုတ်ထုတ်တာကိုခေါ်ပါတယ်အမတ်လုပ်တယ်ဆိုတာကပြင်ပကလေးကိုဝိရိယနဲ့အနည်းငယ်အားစိုက်ပြီးတော့နှာခေါင်းကမနဲ့မမြန်မပြုတ်မပြင်းရှုသွင်းတဲ့အမှုတစ်ခုကိုပြုလောက်တိုင်းဝင်လေလို့အမှတ်တမှတ်မှတ်ပေးတာနဲ့ကိုယ်တွင်းကလေကိုမောက်ထောက်တဲ့အခါမှာလေပဲဝိရိယနဲ့အနည်းငယ်အားစိုက်ပြီးတော့နှာခေါင်းကမနဲ့မမြင်မပြုတ်မပြင်းမောက်တော့တဲ့အမှုတစ်ခုကိုပြုလောက်တိုင်းထွက်လေလို့အမှတ်တမှတ်မှတ်ပေးတာကိုခေါ်ပါတယ်ပြင်ပကလေကိုအနည်းငယ်အားစိုက်ပြီးတော့မနဲ့မမြင်မပြုတ်မပြင်းရှုသွင်းတဲ့အမှုတစ်ခုကိုပြုလောက်လိုက်ပါဝင်လေလို့အမတ်တမမှတ်ပေးနေပါမယ်ကိုယ်တွင်ကမောက်တော့တဲ့လေကိုလေးပဲဝိရိယနဲ့အနည်းငယ်အားစိုက်ပြီးတော့မနဲ့မမြင်မပြုတ်မပြင်းမောက်တော့တဲ့အမှုတစ်ခုကိုပြုလောက်တိုင်းထွက်လေလို့အမတ်တမမှတ်ပေးနေပါမယ်ဝင်လေထွက်လေရှုမှတ်ရာမှာရှုွက်နဲ့အရှုခံအာယုံကိုနားလေသဘောပေါက်ဖို့လိုပါတယ်အာနာပါနကမ္မတံဤရှုွက်သည်လေထိခိုက်မှုထင်ရှားရာနာသီဝသို့မဟုတ်အထက်နှကံပြကိုးလံနေတဲ့ယောဂီများအတွက်အထက်နှကံပြတဏှာသာဖြစ်ပါတယ်နေရာရွတ်လို့မရပါဘူးအရှုခံအာယုံကတော့ဝင်လေထွက်လေပြီဖြစ်ပါတယ်ဒါကြောင့်စတင်ရှုမှတ်ပွားများအားထုတ်ဖို့ရန်အတွက်ဣရိယာပုပြင်ဆင်ပြတော်မူကြပါကုန်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဥပရိပန္နတပါဠိတော်အာနာပါနိတ္တိသုတ်တန်တဲမှာဣဒံပါဏဘိကဝေဘိက္ခုအရညကတောဝါရောဂမုံလကတောဝါသုံးညာကာရကတောဝါနိသင်တတိမလင်ကံအာဘုံစိတ္တဥဇံကာယံပဏိန္ဒာယပရိမုကံတတင်ဥပထပေတွာဘေကဝေယံတို့မြတ်ဩစိတ္တရောဣဒံမနဣဒသနာအတော်မှာဘေကုတန်တရားရေလာမင်းဘေကိုမြို့တွေ့ကြောက်လက်ယောဂီသူတော်မြတ်သည်အရညံကတောဝါတို့အယ၌တင်နေ၍တော်၎င်းရောဂမုံလကတောဝါတိုက်ပင်ရင်အယ၌တင်နေ၍တော်၎င်းတောညာကာရကတောဝါစိတ်ညင်ရာကြောင်းအိမ်ဘုံနံတိုက်ခန့်အယ၌တင်နေ၍တော်၎င်းမလင်ကတဝေမလင်ကိုအဘောဇိတာဖွေးခွေထိုင်နေတော်မူပြီး၍ကာယံအတပြည့်ပြည့်တဲ့ခန္ဓာကိုယ်ကိုအိုဆုံးဖြတ်မဲ့စွာပဏိဒါယထား၍ပရိမောကကမ္မတံအချက်ထွက်တဲ့ဝန်သက်ကိုဖြစ်စေ၍သာတိတတိကိုဥပါဒမေတွာခိုင်မြေစွာစိတ်ထူပြီးလည်းရင်နိသေတတိထိုင်နေတော်မူ၏အမျိုးသားယောဂီများကတမဏခေပြီးတော့ထိုင်ပါအမျိုးသမီးယောဂီများကထက်ဝက်တမဏခွေလို့ခေါ်တဲ့ကျွတ်ကျွန်းကလေးထိုင်လို့ရပါတယ်ဥဇံကာယံပဏိဒါယတဲ့အထက်ပဲဖြစ်တဲ့ခန္ဓာကိုယ်ကိုဥဇံဖြတ်မဲ့စွာပဏိဒါယထား၍ဆိုတော့အထက်ပဲဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြန့်ပြန့်မတ်မတ်ထားပါကောက်ကလေးကိုတိတိမတ်မတ်ထားပါကောက်ကလေးကိုအပေါ်ကိုမော်ပြီးတော့လည်းမထိုင်ပါနဲ့အောက်ကုန်းငုံပြီးတော့လည်းမထိုင်ပါနဲ့
မျက်နှာကလေးကိုအသာလေးရှာမျက်စိကလေးကိုအသာလေးမိုက်ပါးစပ်ကလေးကိုအသာလေးပိုင်ဘေးဘက်လက်ဝါးပေါ်မှာညာဘက်လက်ကလေးကိုတင်လက်မရှင်ထိစိုက်ထားရမှာဖြစ်ပါတယ်ထိရင်လေးထိရင်ရပါပြီပရိမုခန္တနေဥပါဒဘေဒွာလောကောတဲ့ဒေသနာတော်နဲ့အညီဝင်လေတွက်လေတို့ဤတို့ဒီမုတန်ကြရာနှာသီဝါဆိုတဲ့နေရာမှာတတိကအာယုံလေးညွှတ်ထားလိုက်ပါပြန်ပါကလေကိုအနည်းငယ်အားစိုက်ပြီးတော့မနေမမြဲမပြုတ်မပြင်းရှုသွင်းတဲ့အမွန်တကုကိုပြုလောက်လိုက်ပါဝင်လေလို့အမတ်တမမပစ်နေရမှာဖြစ်ပါတယ်ကိုယ်တွင်ကလေကိုမော့တော့တဲ့အခါမှာလည်းပဲဥရိယာနဲ့အနှင်းငယ်အဆက်ပြီးတော့မနေမမြဲမပြုတ်မပြင်းမော့တော့တဲ့အမွန်တကုကိုပြုလောက်လိုက်ပါထွက်လေလို့အမတ်တမမပစ်နေရမှာဖြစ်ပါတယ်ကျန်ပါကလေကိုအနှင်းငယ်အဆက်ပြီးတော့မနေမမြဲမပြုတ်မပြင်းရှုသွင်းတဲ့အမွန်တကုကိုပြုလောက်လိုက်ပါဝင်လေလို့အမတ်တမမပစ်နေမှာပဲဘုရားကလေကိုမော့တော့တဲ့အခါမှာလည်းပဲဥရိယာနဲ့အနှင်းငယ်အဆိုင်ပြီးတော့မနေမမြဲမပြုတ်မပြင်းမော့တော့တဲ့အမွန်တကုကိုပြုလောက်လိုက်ပါထွက်လေလို့အမတ်တမမပစ်နေရမှာဖြစ်ပါတယ်ယောဂီတော်အမောက်မေအမတ်မေမသေးမရှင်းရှုသွမ်းမော့တော့ပြုလုပ်လာခဲ့တဲ့ဝင်လေအတွက်လေကိုဒီကနေ့ဒီရဒီရှင်ကစပြီးတော့သောတတော်ဝအတ္တတတိသောတတော်ဝပတ္တတတိသောတောအာနာပါနကမ္မန္တံကိုပွားများအားထုတ်သောယောဂီပုဂ္ဂိုလ်သည်တတော်ဝမလစေမုံတတိပြု၍သာလျံအတ္တတတိဝန္တကိုရှုသင်ရ၏တတော်ဝမလစေမုံတတိပြု၍သာလျံပတ္တတတိထွက်သက်ကိုရှုထုတ်ရ၏လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒေသနာတော်နဲ့အညီတတိမြေယပထမလို့လေဒီဆရာတော်ဘုရားကြီးမိစောချက်အတိုင်းချက်စီလက်စီတစ်ချက်ကလေးမှမလွဲကြရအောင်ရှုမှတ်ပွားများအားထုတ်ပေးတော်မူကြပါကုန်ရှုသမ်းမော့တော့အမုံလောက်တတိကိုက်ကရှုမှတ်ပါအမုံအမအိနယတွေးဆက်ရှုလေပါအမုံလောက်ကရှုသွင်းပါဝင်တာတိမတ်ပွားအမုံလောက်ကမောက်တော့ပါထေတာတိမတ်ပွားအမုံအမတ်ဆိုင်မပြတ်ထက်ကရှုမတ်ပွားများအားထုတ်ပေးတော်မူရပါကုန်တရားကင်း၍ငြိမ်းအေးကြပါစေ